ကျွန်တော်တို့ရဲ့ယာသေးလူကရုံရင်းပျက်စီးနေပါဒါကိုမြန်မာနိုင်ငံမှာပိုပြီးထင်ရှားစွာမြင်တွေ့နေရပါတယ်မြန်မာပြည်မှာမိုးခုန်တာတွေရေကြီးတာတွေပြီးတော့စိုက်ကလုန်းမုန်တိုင်းတွေကိုအရင်နှစ်တွေကတည်းကပိုပြီးမြင်တွေ့လာရပါတယ်ရိုးရှင်းဆုံးပြောရရင်တော့ယာသေးလူပြောင်းလဲမှုဖြစ်စဉ်တွေရဲ့အဓိကအကြောင်းရင်းတစ်တော်ပြုံးတီးမှုတွေနဲ့ကြောက်ဖြုတ်ခြင်းလောင်စာတွေလောင်ကျွမ်းနေမှုကြောင့်လေထုထဲမှာပူတက်တွေလောင်ပိတ်ထားခြင်းခံရတာကြောင့်ဒီတော့ကျွန်တော်တို့ဘာလုပ်ပေးနိုင်တစ်ပင်တွေကိုထိန်းသိမ်းပါလိုအပ်လို့ခုတ်ပြရမှာဆိုရင်လည်းနောက်ထပ်အသစ်တစ်ပင်ကိုပြန်ဆိုင်တစ်ပင်တွေကလေထုတွေကဖန်လုံဓာတ်ငွေ့တွေကိုစုပ်ထုတ်ပြီးရာသီဥတုဖောက်ပြန်ခြင်းရဲ့အခြားနောက်ဆက်တွဲဆိုးကျိုးတွေကိုရှော့ချပေးပြီးတော့ခြားကောင်းကျိုးတွေလည်းရှိပါတယ်လောင်စာဆီသုံးစွဲခြင်းကိုရှော့ချပြီးကိုယ်ပိုင်ရင်များကိုအသုံးပြုမဲ့စာတက်နိုင်တဲ့လောက်အများပြည်သူသုံးခြင်းများကိုအသုံးပြုပြီးတော့သဘာဝတရားယူတိတက်ပုံပြီးစောင့်ရှောက်နေတဲ့အတွက်ခေါင်းဆောင်တွေကိုတောင်းဆိုကြဒီဗီဒီယိုလေးကိုမျှဝေပေးပါဒီအကြောင်းတွေကိုပြောပေးပါတို့ကဘာကြီးကိုအားလုံးအတူတူကကင်တင်ကြရအောင်